နေတဲ့မဲ့တေကားစာကအချေကပြီးများနဲ့တော်များပေါစာချေဖြစ်ပါတယ်အချေကတော်ဆလုံးနဲ့အချေကပြီးဆက်လက်လို့ရှိတဲ့အထက်မှာခုနှစ်လုံးနဲ့အေးဦးဆုံးပေါစာချမှာဖြစ်ပါတယ်သူရဲ့ပေါစာကပြင်းတဲ့တော်ကိုပေါစာပေးရမှာဖြစ်ပါတယ်ပထမဦးဆုံးအချေကတော်ဆလုံးကိုရေးချကြည့်ပါမယ်အာယာအောယောအိုယိုဦးယူအေပြီးရင်အချေကပြီးခုနှစ်လုံးကိုရေးချပါမယ်ခနာဒါရမဖဆဒါဆိုရင်ဂါနဲ့အာကိုပေါက်ကြည့်ပါမယ်ဂါနဲ့အာကိုပေါက်ရင်ဂါနဲ့ရာကိုပေါက်ရင်ခရာမြန်ဖတ်ရပါမယ်ခဲရလို့မဖတ်ရပါဘူးခရာဂါနဲ့အောကိုပေါက်ရင်ဂေါဂါနဲ့ရောကိုပေါက်ရင်ကျောဂါနဲ့အိုကိုပေါက်ရင်ခိုဂါနဲ့ယူကိုပေါက်ရင်ကျူဂါနဲ့အိုကိုပေါက်ရင်ခုဂါနဲ့ယူကိုပေါက်ရင်ကျူဂါနဲ့အကိုပေါက်ရင်ဂူဂါနဲ့အီကိုပေါက်ရင်ဂီပြပြီးတော့ပြပေးပါမယ်ဂါကျာဂေါကျောခိုကျူခုကျူဂူဂီနာနဲ့အာကိုပေါက်ရင်နာနဲ့ရာကိုပေါက်ရင်နေရာကိုမြန်ဖိုင်းရင်ညာလို့ရပါတယ်နာညာနောညောနိုညိုနူညူနူနီဒါနဲ့အာကိုပေါက်ရင်ဒါနဲ့ရာကိုပေါက်ရင်တရားဒေါဒေယောတိုထူဒီရာနဲ့အာကိုပေါက်ရင်ရာနဲ့ရာကိုပေါက်ရင်ရေယာရောရေယောရေယိုရေယူရီမာနဲ့အာကိုပေါက်ရင်မာနဲ့ရာကိုပေါက်ရင်မေယာကိုမြန်ဖတ်ရင်မြာလို့ရပါတယ်မြာမောမျောမိုမျိုးမူမြူမီဘာနဲ့အာကိုပေါက်ရင်ဘာနဲ့ရာကိုပေါက်ရင်ဖေယာကိုမြန်ဖတ်ရင်ပြာလို့ရပါတယ်ပြာဘောပြောပူဖြူပူဖြူဘီစာနဲ့အာကိုပေါက်ရင်စာနဲ့ရာကိုပေါက်ရင်ရှာဆရာမဟုတ်ပါဘူးရှာဆောရှောဆိုရှုဆူရှူစီမဟုတ်ပါဘူးရှိဒါဆိုရင်နားလည်မှထည့်ပါတယ်감사합니다